ကရေပြည်နယ်ကန္နာလညဈေးမှာကိုဝတ်တို့ထမင်းဆိုင်ကတော်တော်လေးကိုစားလို့ကောင်းတယ်ပြီးတော့ဒီတခါကျွန်တော်တော့စားတာကျွန်တော်ဘယ်လိုတော့အကောင်ကြီးတကောင်လက်ဆောင်ကျွေးတယ်ပေါ့နော်တကယ်လေးကျေးဇူးတင်ပါတယ်စားလို့လည်းအရကောင်းတယ်ပေါ့နော်ကြည့်ပါဦးเนาะတုတ်စရာလေးသူပဲမှာသွားရှာလည်းမသိဘူးတုတ်စရာအစုပ်ပဲဒါကရိုးရာထမင်းဆိုင်ပေါ့နော်တုတ်စရာဆိုလည်းအမျိုးစုံနေအောင်ပဲငပိထောင်ငပိချက်မြစ်ကြောချေပေါင်းကြောเนาะမျိုးဒီကြောချက်တော့ကြောစုံနေအောင်ပဲကြည့်နေုံနဲ့မစားပဲကိုမနေနေတဲ့ဆိုင်เนาะပြီးတော့ဆက်ဆိုင်လည်းကောင်းတယ်เนาะဆက်ဆိုင်လည်းကောင်းတယ်သဘောလည်းကောင်းတယ်ပေါ့နော်ခုဆိုင်မှာဈေးလည်းတက်တာတယ်အဲ့ဒါကိုကျွန်တော်လမ်းကြုံနဲ့မစားပဲမနေနိုင်တဲ့ဆိုင်ကျွန်တော်အမြဲတမ်းစားပြတဲ့ဆိုင်ပေါ့နော်အဲ့ဒါကိုအမျိုးတို့ကိုကရေပြည်နယ်မှာပြဖူးလာတာပဲပြလမ်းကြုံတို့လာတာပဲဖြစ်ပေါ့နော်ဒီလိုကရေရိုးရာထမင်းဆယ်တပါးဝထမင်းဆိုင်လေးကိုအဲ့လိုမျိုးရတာလေးသိစေချင်လို့ဒီဗီဒီယိုလေးကျွန်တော်တင်ပေးတာပါနော်အဲ့ဒါကိုသွားစားစီချင်တယ်ပေါ့နော်ဈေးလည်းတက်တာတယ်ပေါ့နော်အဲ့ဒါကိုလမ်းကြုံလို့ရှိရင်လည်းဝေစားပါလို့အမျိုးတို့ကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ဒီတစ်ခါတော့စားတာကတော့ဘက်ကတော့မဆန်တော့ဘူးပါစားကောင်းနေလို့စားနေလို့ပဲပေါ့နော်ပြီးတော့ငပိတောင်းတွေကတော်တော်လေးစားလို့ကောင်းတယ်ပြီးတော့တုတ်စရာလည်းအမျိုးစုံတော့နော်တုတ်ကရည်လူမျိုးတွေကကြတော့ငပိတောင်းကအဓိကပေါ့နော်အဲ့ဒါကိုဟေးဆိုလည်းအမျိုးစုံပြီးတော့ငါအမျိုးစုံရတယ်ပြီးတော့တော်ဝက်သားလည်းရတယ်ပေါ့နော်အဲ့ဒါကိုအမျိုးတို့ကျွန်တော်လည်းရောက်ပြပြတာပါ